ဒီနေ့မှာတော့ two stroke engine ချင်းချောပြုပြင်တာကိုလေ့လာကြည့်ရှုသွားမှာဖြစ်ပါတယ်။ဒါကတော့ဒီဘက်က centrifugal clutch နဲ့ chain bar ကိုကာထားတဲ့နက်တွေကိုဖြုတ်နေရဖြစ်ပါတယ်။ဒီမှာပါနှလုံးဖြုတ်ပြီးတဲ့အခါမှာကာဘာကိုဆွဲဖြုတ်လိုက်ပြီးဒါကတော့ဘားကိုဘေးကထိမ့်ပြီးထားတဲ့ဘားကိုက်ပေါ့။ဒါကမန်းဆွဲတော့ဟာကိုဖြုတ်တယ်။ဒါကတော့ဟန်တယ်ကိုဖြုတ်နေတာဖြစ်ပါတယ်။ဒါဆိုရင်ဟန်တယ်ကိုထိန်းထားတဲ့အောက်ကအင်ဂျင်နဲ့တွဲထားတဲ့နက်ကိုဖြုတ်တယ်။ဒါဆိုရင်တော့ဟန်တယ်ကိုချွတ်လို့ရပြီဖြစ်ပါတယ်။ဒါကတော့ဒီဘက်ကမဖလာလို့ခေါ်တဲ့ exhaust ကိုဖြုတ်နေတာဖြစ်ပါတယ်။ဒါဖြုတ်ပြီးတော့မှဆိုရင်ဒီဘက်ကဘာကအတွန်းဖလန်ကိုဖြုတ်တယ်ဒါကတော့ဒီဘက်ကတံပတ်လက်ဆွဲအုံကိုဖြုတ်နေရဖြစ်ပါတယ်ဒါကတော့တံပတ်လက်ဆွဲအုံမှာပါတဲ့ဖလန်ပြားလေးကိုထိန်းထားတဲ့ကလစ်လေးကိုဖြုတ်ဆွဲထုတ်လိုက်ပြီးအဲဆိုရင်တံပတ်တွေလည်းကျွတ်သွားပြီအကယ်၍ကျိုးဆွဲပြရခါမှာဆိုအထဲကိုလုံးလုံးမပြန်ပြေးဘူးဆိုရင်အဲ့တံပတ်ကိုတင်ပေးလို့ရပါတယ်ဒါကတော့ဒီဘက်ကလေတလက်ဘက်ကိုဖြုတ်နေရဖြစ်ပါတယ်ဖြုတ်လိုက်ပြီးကာဘာကိုဖြုတ်လိုက်ပြီးသူ့မှာပါတဲ့နက်ကိုခိုင်းချက်ထိတ်ကနက်ကိုဖြုတ်တယ်ဒါဆိုရင်ပလန်လေးနဲ့ထောက်ပြီးတော့တိုးတော့လုပ်ပြီးတော့ဖြုတ်မဲ့နေတာဖြစ်ပါတယ်ဒါဆိုရင်အဲ့ဖလန်လေးကိုပူလာနဲ့ကုတ်ပြီးတော့ခိုင်းချက်ထိတ်ကိုလက်တိုင်ထောက်ပြီးတော့ပြင်ဆွဲထုတ်တယ်ဒါတော့ပလက်ကွိုင်းကိုဖြုတ်နေတာဖြစ်ပါတယ်ဒါတော့မိပေးတဲ့အပိုင်းကိုလှုပ်ဆောင်တဲ့ပလက်ကွိုင်းပဲဖြစ်ပါတယ်ဒီမှာပါတဲ့ချထားတဲ့ ground ကြိုးဖြုတ်တယ်ဒါတော့ဒီမှာထိန်းထားတဲ့ clip တွေဖြုတ်ပြီးတော့ spark plug ကြိုးဖြုတ်မှာဖြစ်ပါတယ်ဒါကတော့ centrifugal clutch လို့ခေါ်တဲ့ကာဗနာလို့လည်းခေါ်ပါတယ်ဒီမှာပါတဲ့နက်ကိုဖြုတ်တယ်ဒါကတော့ chain ကိုမောင်းနေမဲ့ drive pinion ကိုကုတ်ပူလာနဲ့ဆွဲကုတ်လိုက်တယ်ကုတ်ပြီးတော့ဒါကဒီမှာပါတဲ့ washer တွေဖြုတ်တယ်ဖြုတ်ပြီးအခါမှာဆိုရင် centrifugal clutch ကိုထုတ်လို့ရပြီပဲဖြစ်ပါတယ်ဒါကတော့စီတိုင်ကြီးထိုင်နက်တွေကိုဖြုတ်နေရပဲဖြစ်ပါတယ်အဲဒါရင်စီတိုင်ကြီးကိုစီပိုက်ဖြုတ်ပြီးတော့ဆွဲထုတ်လိုက်ရပြီဖြစ်ပါတယ်ဒါအပေါ်ကကာဘာကိုဖြုတ်တယ်ဒါဆိုရင်အက်ကလင်နာကိုလေသစ်ပဲဖြစ်ပါတယ်အက်ကလင်နာလေသစ်မှာဆိုရင်ဖုန်လေးစီလေးပိတ်နေရကိုတွေ့ရပါတယ်ဒါကတော့ခြုံမောင်းပဲဖြစ်ပါတယ်ဒါက throttle မှာကျက်ထားတဲ့နက်တွေကိုဖြုတ်တယ်ဒါကတော့နောက်ကဟန်တယ်ဖြုတ်တာဖြစ်ပါတယ်ကာဘက်တာအထိုင်ကိုပြုတ်ပြီးပဲဖြစ်ပါတယ်ဒါကတော့အောက်ကအထိုင်ဖလန်းကိုဖြုတ်နေရပဲဖြစ်ပါတယ်စပတ်ပလက်ကိုဖြုတ်တယ်ဒါကတော့စလင်ဒါကိုဖြုတ်နေရဖြစ်ပါတယ်ပြီးရင် rubber တူလေးနဲ့ခောက်ပြီးတော့ဖြုတ်နေရဖြစ်ပါတယ်
ဒါဆိုရင်ဆလင်နာကပစ္စတင်နဲ့ဆလင်နာနဲ့ဖမ်းပြီးတော့ထုတ်မရတဲ့အနေအထားဖြစ်ပါတယ်ဒါကတော့ဆလင်နာနိုင်ရန်ကြီးလှမ်းပြီးတော့ဒီကစပရေးဘူးနဲ့ဖြန်းပြီးတော့ကြီးကတ်နေတဲ့တော်တင်ကြီးကျိုးတွေကျွအောင်လုပ်နေရပါတယ်ဒါကတော့ဆလင်နာနဲ့ကြက်နေလို့မို့ကြောင့်နတ်တိုင်ထည့်ပြီးတော့နတ်ရည်တွေရှင်းရစ်ပြီးတော့တိုးတောင်နဲ့တွန်းထုံနေတဲ့အနေအထားဖြစ်ပါတယ်အကယ်၍လက်တွေ့လောက်တဲ့အခါမှာဒီလိုမျိုးဆလင်နာဖမ်းနေတဲ့အခါမျိုးမှာလည်းဒီလိုနတ်တိုင်နဲ့နတ်ကောင်းကိုအသုံးပြုပြီးတော့ထုတ်လို့ရနိုင်ပါတယ်အဲဆိုရင်ဂါဂျီပင်ကလစ်ကိုဖြုတ်တယ်ဒါကတော့ကွန်နိုဒီယောကိုဖြုတ်ဖို့အတွက်သူ့မှာပါတဲ့အန်ဂီဒီကိုဖြုတ်နေရဖြစ်ပါတယ်ဒါကတော့အလဲချောင်းကိုဖြုတ်ဖို့အတွက်ဒီဘက်ကကာဗာနတ်တွေကိုဖြုတ်နေရဖြစ်ပါတယ်ဒါဆိုရင်ဟန်ရှက်ကိုဘာဘာဒူနဲ့ထူပြီးတော့စိုက်ကာဘာကိုဖြုတ်နေရဖြစ်ပါတယ်ဒါဆိုစိုက်ကာဘာကျွတ်သွားပြီဒါဒီခန်းရှက်ဒီခန်းကိတ်ထဲမှာအထိုင်အသေးနဲ့အကျက်နဲ့လာတဲ့အတွက်ကြောင့်ပရနင်းပြီးတော့ဖြုတ်တာပဲဖြစ်ပါတယ်